တွေဆေးရတာတွေလည်းအဆင်ပြေသွားတယ် credit balance ကြရတာလည်းအဆင်ပြေသွားတယ်အဓိကတော့ customer ကိုလင်းမြန်စွာနဲ့ဆောင်ရွက်ပေးဖို့အတွက်ကလည်းပို့ပြီးတော့အဆင်ပြေသွားတာပေါ့မင်္ဂလာပါရှင်ပါ ဟုတ်ကဲ့မင်္ဂလာပါရှင် ညီမက IT SaaS software company ရဲ့ digital marketing ကခင်စိုးသိမ်းပါရှင် ဟုတ်ကျမကတော့လူပြန်တင်မောစီဆိုင်ကမတိတာကူကိုဖြစ်ပါတယ်ရှင်၄ဆိုင်မြောက်ဆိုင်ခွဲမှာမန်နေဂျာရာထူးနဲ့တာဝန်ထမ်းဆောင်နေပါတယ်ရှင် ဆိုင်ခွဲလိပ်စာလေးလည်းပြောပြပေးပါအောင်ပါ ဟုတ်ဆိုင်ခွဲလိပ်စာလေးကတော့45လမ်း8284ကြားမှာ2ဆိုင်62လိုင်း3839ကြားမှာ1ဆိုင်အခုလမ်း60 110နဲ့109ကြားမှာ1ဆိုင်အားလုံးပေါင်းဆိုင်ခွဲ၄ဆိုင်ရှိပါတယ်ရှင် ဟုတ်ကဲ့ပါမဟုတ်ဒီအမားတို့လုပ်ငန်းอ่ะဗောနော်ဒီထောင်ထားတာအချိန်ဘယ်လောက်ရှိပြီဆိုတာကိုလည်းမျှဝေပေးပါအောင်ပါ ဟုတ်လူပြန်တင်မောစီဆိုင်ကြီးစတင်တည်ထောင်ခဲ့တာတော့1980ခုနှစ်ကနေစတင်တည်ထောင်ခဲ့တာပါအခုဆိုရင်တော့55နှစ်တိုင်တိုင်ရှိခဲ့ပါပြီရှင်ဟုတ်အဲ့ဒီမှာကျမကတော့လူပြန်တင်မောစီဆိုင်မှာတာဝန်ထမ်းဆောင်နေတဲ့10နှစ်ကျော်ရှိပါပြီရှင် အမားတို့အနေနဲ့ software မသုံးခင်တော့อ่ะဗောနော်ခါဆက်ခဲတွေရှိခဲ့လို့အခုလိုမျိုး software သုံးဖို့ဆုံးဖြတ်ချက်ချခဲ့ရတယ်ရှင် ဝယ်မသုံးခင်ကဆိုလို့ရှိရင်ဘယ်လိုပြောမလို့ပေါ့နော်ဒီကိုယ့်ရဲ့ဆိုင်မှာရှိတဲ့ stock ပစ္စည်းတွေပေါ့ပစ္စည်းတွေ store ဆေးရတာခက်ခဲရှိတယ်နောက်ပြီးတော့ကိုယ့်ရဲ့ customer ကိုလည်းဒါဝယ်တဲ့အချိန်မှာပစ္စည်းကိုအလွယ်တကူရှိမရှိမသိရှိနိုင်တဲ့အတွက်ကြောင့် software ကိုစတင်လုပ်ယူခဲ့တာပါရှင် ဟုတ်ကဲ့ဟုတ် software တွေအများကြီးတွေရမှာညီမတို့ IT SaaS ရဲ့ EBS Enterprise software ကိုဘာကြောင့်ရွေးချယ်ပေးခဲ့ရဆိုတာကိုလည်းမျှဝေပေးပါအောင်ပါ အရင် ABS တုန်းကလည်းအသုံးပြုရတာအဆင်ပြေတဲ့အတွက်ကြောင့်မလို့ယခု EBS software မှာလည်း ABS ထက် function တွေပိုများတဲ့အတွက်ကြောင့်မလို့ EBS software ကိုထပ်တူပြီးတော့ရွေးချယ်အသုံးပြုခဲ့တာပါရှင် EBS Enterprise software ကအမားတို့လုပ်ငန်းရဲ့အခက်အခဲတွေကိုဘယ်လိုပြည်လည်သွားစီလဲဆိုတာကိုလည်းမျှဝေပေးပါအောင်ပါ ဟုတ်ကဲ့ဘယ်လိုပြည်လဲသွားလဲဆိုတော့ပေါ့ဒီ software ကပေါ့အရင်ဆိုင်မှာရှိတဲ့ store တွေဆေးရတာတွေလည်းအဆင်ပြေသွားတယ်နောက်ကြတော့ credit balance ကြရတာလည်းအဆင်ပြေသွားတယ်အဓိကတော့ customer ကိုလင်းမြန်စွာနဲ့ဆောင်ရွက်ပေးဖို့အတွက်ကလည်းပို့ပြီးတော့အဆင်ပြေသွားတာပေါ့လေ ဟုတ်ကဲ့ပါမဟုတ်ဒီပေါ့နော်အမားတို့အနေနဲ့ညီမတို့ IT SaaS software company ရဲ့ after sales service ကိုအားရနှစ်သက်လားဆိုတာကိုလည်းပြပြပေးပါအောင် ဟုတ်ကဲ့အားရနှစ်သက်ပါတယ်ရှင်နောက်လည်းဒီထက်ပို့ပြီးတော့လင်းမြန်စွာနဲ့ဆောင်ရွက်ပေးမယ်ဆိုရင်တော့ပိုအဆင်ပြေပါတယ်ရှင် ဟုတ်ကဲ့ဟုတ်ဒီ EBS Enterprise software ရဲ့အကြိုက်ဆုံး feature ကိုပြောရမယ်ဆိုရင်အမားအနေနဲ့ဘယ် feature လေးကိုအကြိုက်ဆုံးဖြစ်မလဲမှာ ဘယ်အချက်လေးကိုကြိုက်ဆုံးဖြစ်မလဲဆိုလို့ရှိရင်ပေါ့နော် customer ကနေပြီးတော့လောင်းဝဲတဲ့ပစ္စည်းတစ်ခုကိုအဲ software မှာပေါ့ကုတ်တစ်ခုကိုရိုင်းလိုက်တာနဲ့ညီမတို့ဒီ software อ่ะပေါ့နော်ဘူတောင်နေထဲမှာထားရှိထားတဲ့လက်ကျန်တွေကိုတစ်ချက်သေးနဲ့အကုန်လုံးသိရှိရတဲ့အတွက် IP ချားလေးကိုတော့ပို့ပြီးတော့ကြိုက်ပါတယ်ရှင် software စသုံးတဲ့အချိန်မှာပေါ့နော် software သုံးလို့တဲ့အောင်သင်ကြားပေးရဲ့ပုံမှာအမိုက်ခန်းစားချက်လေးပြပြပေးပါအောင်ပါ software စသုံးတဲ့အချိန်မှာပေါ့နော်အချိန်တိုတွင်းမှာတင်ကြားအချိန်တိုတွင်းမှာပေါ့လင်းမြန်စွာတက်မြောက်တင်ကြားပေးတဲ့အတွက်ကိုလည်းကျေးဇူးတင်ပါတယ်ရှင် ဟုတ်ကဲ့ဟုတ်အမားတို့လုပ်ငန်းအနေနဲ့ software မသုံးခင်နဲ့ software သုံးပြီးပေါ့နော်ကွာခြားချက်လေးကိုလည်းမျှဝေပေးပါအောင်ပါ software စသုံးပြီးတဲ့နောက်မှာတော့ထက်ကပြောထားခဲ့တဲ့လူပဲပေါ့နော်ဆိုင်မှာရှိတဲ့ store တွေကိုအလွယ်တကူစစ်ဆေးနိုင်တယ် credit balance ပေါ့ credit balance တွေကိုလည်းကြည့်တဲ့အခါကျတော့အဆင်ပြေတယ်အဆင်ပြေအဓိကမင်းကတော့ customer တွေကိုလင်းမြန်စွာသူတို့လိုချင်တဲ့ပစ္စည်းတွေကိုလင်းမြန်စွာဆောင်ရွက်ပေးနိုင်တဲ့အတွက်ကျေနပ်မှုရှိပါတယ်ရှင် ဟုတ်ကဲ့မှာဟုတ်အမားအခုအချိန်ဒီ software သုံးမပြရသေးတဲ့သူတွေကိုပေါ့နော်ဒီ software သုံးပြရအောင်အကြံလေးပေးခြင်းနဲ့ဆိုရင်အမဘယ်လိုမျိုးလေးပေးခြင်းလဲမသိဘူးရှင့် software မသုံးရသေးတဲ့လူတွေကိုအကြံပေးချင်တာကတော့ပေါ့နော်အချိန်ကုန်သက်တာတယ်ဒီ software တွေကိုသုံးပြီးမယ်ဆိုရင်အချိန်ကုန်သက်တာတယ်လင်းမြန်စွာနဲ့ကိုယ့်လုပ်ငန်းတွေကိုပြီးအောင်မြင်အောင်ပြီးဆုံးအောင်ပေါ့နော်အလွယ်တကူလှုပ်ဆောင်ပေးနိုင်တဲ့အတွက် software ကိုသုံးပြီးသိချင်ပါတယ်ရှင်ဟုတ် ကဲပါဟုတ်အခုလို့အချိန်ပေးပြီးဖြေသားပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အမတို့ရဲ့ဒီပြန်သင်္ဘောစီးဆိုင်ကြီးလည်းဒီထက်မှကတိုးတက်အောင်မြင်ပြီးတော့ဆိုင်ခွဲတွေအများကြီးဖွင့်နိုင်ပါသေးလို့လည်းဆုတောင်းပေးပါရရှင် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခုလိုတောင်းပေးတဲ့အတွက်ဟုတ်